ရှိနေတဲ့အချိန်မှာတမိုးထားစေချင်တယ်ပေါ့နော်ပြောရရင်အခုဒီတော့စိတ်မကောင်းပါရဲ့ဟိုရှိနေတော့ကတော့တန်ဖိုးအရှိဆုံးပဲပေါ့နော်လူတွေကရှိနေရင်မေ့တတ်ကြတယ်ရှိနေတော့ကအပေးမှုရတဲ့ရသားနဲ့သူတို့ဆိုလို့ရှိရင်ဒါဟိုအာတုပနေမှာမျက်နှာမမြင်လိုက်ရတဲ့အခိုက်အတန့်တွေတော့ရှိခဲ့တယ်ပေါ့နော်သူတို့လည်းနောက်ဆုံးလို့ဆက်ချင်လို့သွားတာတော့သူ့ဟိုတခြားမမြင်လိုက်ရအောင်စိုက်နိုင်ပါဦးမတို့စိတ်ဝင်စားဟဲ့လို့တကယ်ပဲစူးစမ်းတဲ့ကလေးတကယ်ဟိုအားပေးတဲ့ပြိတ္တရှိမှပဲရှင်တန်လို့ရတာဆိုတော့လေရှင်တန်နေတဲ့အချိန်လုံးပဲတယောက်နဲ့တယောက်ချစ်ချင်းတရားတွေနဲ့ပဲအားပေးကြပါလို့သူကတော့ပြောချင်အဖိတ်ချတကူးတကပဲ Messenger ဒါကိုကောင်းကသူတို့နဲ့လည်းအများကြီးရိုက်ဖူးတယ်စီနီယာလည်းဖြစ်တယ်ကိုကောင်းသာပြောတာရွတ်တူပါပဲငယ်တော်ငယ်သေးရတဲ့နဲ့သူအဲ့တော့အခုဒါစီးပွားရေးအနေနဲ့ဒါတငယ်ချင်းတွေကဒီလိုမျိုးဖွင့်ပေးတော့လဲပျော်ရတယ်ဝမ်းသာရတယ်သူတို့တော့ပေါ့နော်ဟုတ်ဒီထက်မကအများကြီးအောင်မြင်ပါစေဒီလက်သေးဆိုင်တဆိုင်ကနေပြီးတော့နောက်ထပ်ဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေဘလို့ဖြတ်တန်းပြစ်လဲဆိုတော့အခုကတော့သူတို့ရိုက်ကူးရတော့မရှိဘူးပေါ့နော်မရှိဘူးဆိုတော့ဒါနားနေတဲ့ကာလပေါ့အဲ့တော့ဘလော့လေးနှစ်ယောက်ပြန်ရိုက်ဖို့တော့ TikTok မှာလေးပြန်ရိုက်ဖို့တော့သူတို့လုံးပန်းကြမယ်ပေါ့အဲ့လိုမျိုးလေးလည်းထင်ရပါတယ်သူကတော့ပျော်တာပေါ့နော်သူတစ်ယောက်တည်းတင်မဟုတ်ဘူးဒါသူချပြလိုက်လို့ချစ်ပေးကြလို့လည်းသူကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပြောလိုက်ကျေးဇူးတင်ပါတယ်ဟိုရှစ်တာကတော့ဟိုသူနဲ့တိတ်မရှစ်ပါဘူးသူဆိုပြေနဲ့ရှစ်တာများတယ်ဆိုပြေနဲ့ရှစ်တာများတော့ထင်းနေလွဲနေကြမှာဆိုလို့ပေါ့တကယ်ချင်းလေးရီးစားမရမှာဆိုလို့ကိုရီးစားကိုထုတ်ပြစိုးရိမ်မှုတော့မရှိဘူးပေါ့နော်သူကတော့ဟိုအရှိကိုရှိတိုင်းပဲသူကချပြတယ်သူရဲ့စိတ်ထဲမှာဖြစ်နေတဲ့အရာအကုန်လုံးကိုဟိုသူကဟိုဘယ်လိုပြောလိမ့်လဲမလိမ့်တတ်ဘူးတူလည်းမတူဝတ်တတ်ဘူးပေါ့နော်အဲ့တော့စိတ်ပူမှုရှိလားဆိုတော့ဒါကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံထားတဲ့ဖြစ်တည်မှုတစ်ခုဖြစ်တဲ့အတွက်စိတ်ပူမှုတော့မရှိဘူးပေါ့ဒါချစ်တဲ့လူရှိလို့မုန်းတဲ့လူတွေလည်းရှိမှာပဲပေါ့နော်ဟုတ်လားမဟိုအသက်ကြီးလာလို့လည်းပါတယ်ထင်ပါတယ်သူတို့အရင်ကတော့ဟိုကြုံရတဲ့လောကရန်တွေရောပြီးတော့နေမြင်ရောက်ပြောက်တွေလည်းများတယ်အဲ့တော့ကိုကြံရှိနေတဲ့ကိုရဲ့ဘဝလေးပေါ့နော်သူတို့ဆိုလဲသူတို့တတန်ဘလောက်ကြံမယ်ဆိုတာလည်းမပြောတတ်ဘူးယောဂနဲ့ပဲခရီးဆုံးသွားမလားဘယ်လိုဖြစ်သွားမလဲဆိုတာမသိတဲ့အနေအထားဆိုတော့လူဘဝလေးရလာရင်တော့ဟိုစိတ်ချမ်းသာအောင်ပဲနေစင်တယ်ပေါ့မှာဟုတ်ဒါကိုကောင်းရဲ့ဒီဟို love your nails ပေါ့နော်ဒီဆိုင်လေးကဒီအနော်ရထားလမ်းနဲ့ဦးအောင်စရာလမ်းတောင်မှာရှိပါတယ်ဆိုင်လေးကိုလည်းလာပြီးတော့အားပေးကြပါအောင်ဒါဟိုဘယ်လိုပြောရမလဲဒီတက်လည်းအများကြီးအောင်မြင်ပါစေပေါ့ဟုတ်ရှိနေတဲ့အချိန်မှာတမိုးထားတဲ့ပေါ့ရှိနေတဲ့အချိန်မှာတမိုးထားစေချင်တယ်ပေါ့နော်စီစာပဲပြည့်တငယ်ချင်းပဲပြည့်တန်ဝေကလည်းရပါတယ်သူတို့လည်းလေဟိုပြောရရင်အခုဒီတော့စိတ်မကောင်းပါရဲ့ဟိုတော့လည်းဖြစ်ထားတဲ့ဒါဓမောင်လေးကိုလည်းကြည့်ပြီးတော့တန်ဝေကရတယ်သူတို့ဒီဘယ်လိုပဲပြောရှိနေတော့ကတော့တန်ဖိုးအရှိဆုံးပဲပေါ့နော်လူတွေကရှိနေရင်မေ့တတ်ကြတယ်ရှိနေရင်တန်ဖိုးမေ့တတ်ကြတယ်ရှိနေတော့ကအပေးမှုဟိုရတဲ့ရသားနဲ့သူတို့ဆိုလို့ရှိရင်ဒါဟိုအာတုပနေမှာမျက်နှာမမြင်လိုက်ရတဲ့အခိုက်အတန့်တွေတော့ရှိခဲ့တယ်ပေါ့နော်သူတို့လည်းနောက်ဆုံးလို့ဆက်ချင်လို့သွားတာတော့သူ့ဟိုတခြားမမြင်လိုက်ရအောင်အဲ့လိုတွေဖြစ်တဲ့အတွက်ဟိုတကယ်ပဲစူးစမ်းတဲ့ကလေးတကယ်ဟိုအားပေးတဲ့ပြိတ္တရှိမှပဲရှင်တန်လို့ရတာဆိုတော့လေရှင်တန်နေတဲ့အချိန်လုံးပဲတယောက်နဲ့တယောက်ချစ်ချင်းတရားတွေနဲ့ပဲအားပေးကြပါလို့သူကတော့ပြောချင်တယ်စိုက်နိုင်ပါဦးမတို့စိတ်ဝင်စားဟဲ့လို့ဟဲ့ဒါတော့လူတဘာဝပါပဲသူတို့လည်းဒီလိုပါပဲမိုင်းလူတွေလည်းဟိုချစ်တဲ့လူတွေရှိသလိုမုန်းတဲ့လူတွေလည်းရှိရယ်လူမျိုးမျိုးစိတ်ထူထူပေါ့နော်ဒါပေမဲ့လူရယ်လို့ဖြစ်လာပြီဒီမှာကိုယ့်ဘဝဝင်ချင်းမှာစုံနေရပြီတွေ့နေရပြီဆိုတာဒါရေစက်ရှိလို့ပဲလေအဲ့တော့ကောင်းတဲ့ရေစက်တွေနဲ့ပဲရှေ့ဆက်သွားစေချင်တယ်ပေါ့လူအားလုံးကိုလည်းပေါ့သူက main ကလေး fan လည်းအများကြီးလေသူကအဲ့တော့ဟိုတွန်းဇက်ကားလေးမှလည်းဒါအမှတ်တရလည်းအများကြီးဖြစ်သွားတယ်သူနဲ့တွဲရိုက်လိုက်ရတာလေးရတယ်အမှန်တကယ်တော့သူတို့ဒီဟိုပေါ့တဲလက်နေရတော့အများကြီးပဲရှိရခါကြရင်အရောက်စီတောင်မှကိုနာမည်မှတ်မိတဲ့လူတွေရှိရပေါ့ဒါပေမဲ့ကိုနဲ့တွဲရိုက်လိုက်ရတဲ့လူဖြစ်တဲ့အတွက်လည်းပို့ပြီးတော့ခံစားရတယ်ဒီကလေးတော်တယ်ဆိုတာလည်းကိုယ်သိပြီပေါ့နော်အလုပ်လုပ်လို့လည်းရမ်းကောင်းပါလေအမှတ်တရတွေဖြစ်ခဲ့ရပေါ့ဟာပေါ့တွန်းတော်အမှတ်တရဖြစ်တာပေါ့နော်ဒါပရိသတ်တွေကလည်းသူ့ကိုချစ်ကြလို့ဟိုပြန်တင်ကြတယ်ပေါ့မိုင်းအရန်ကမစထရီမိရလို့ပြောတာတော့ဒါသူလည်းတော်လို့ပေါ့သူတော်လို့သူ့ကိုအခုထိချစ်တဲ့လူတွေ
ဘယ်ချိန်ပြန်ကြည့်ကြည့်သူသရုပ်ဆောင်မှုတွေကကောင်းနေရပါမှာ ဟိုလေနုပညာရှင်မှမဟုတ်ဘူးပေါ့လူဆိုရင်တော့ဒါတယောက်နဲ့တယောက်တံမိုးထားအောင်ဆုံးပေါ့ဟိုခုနပြောသလိုမောင်နှမပဲဖြစ်ဖြစ်ဟိုတန်ငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်အကုန်လုံးကဒါမရှိတော့မှတန်းတာတဲ့ဆိုင်ရှင်းနေဒီရှင်းနေတဲ့လူပေါ်မှာလူတိုင်းလူတိုင်းရပါတော့သုံးမြင်တာတော့ဟိုကိုကတော့ဘာရမဟုတ်ဘူးတခါကျရင်ခုနောက်ပိုင်းကပြောလိုက်တဲ့စကားလေးတစ်ခွန်းစိတ်ထဲကပါတီဖြစ်စေပါတီဖြစ်စေလူတွေပေါ့ပြောလိုက်တဲ့စကားလေးတစ်ခွန်းလုပ်လိုက်တဲ့အပြုတ်မှုလေးတစ်ခုကဟိုတစ်ဖက်လူပေါ်မှာဘယ်လောက်ထိကြောက်ရောက်သွားလဲတစ်ဖက်လူပေါ်မှာဘယ်လောက်ထိအဲ့လိုမျိုးစိတ်ထိခိုက်စရာဖြစ်သွားလဲအတိုင်းအတာဖြစ်သွားလဲဆိုတဲ့ဟာကိုကိုချင်းစာတက်ပေးဖို့ပေါ့နော်ဒါကတော့လူချင်းပေါ့ရှိနေတဲ့အချိန်တန်မိုးထားတာအကောင်းဆုံးပဲမရှိတော့မှဟိုဖြစ်လို့မရဘူးပေါ့တုံးကတော့ဒီခုနှစ်တွေပိုင်းမှာအမေဆုံးတာတွေရောအမှန်တိုင်းပြောတော့အရန်တော့စိတ်ထိခိုက်ရတယ်ကိုယ့်ကိုယ်တော်လေးအရန်ဆိုင်လက်ဖြစ်သွားတယ်လို့ခံစားရတယ်စိတ်မကောင်းတာတွေရမ်းများတယ်သူတို့နှစ်ယောက်လုံးအပေးရဲ့လူတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ဟိုတုံးရဲ့အခုလာနေတဲ့ဇလန်တွဲလေးကိုလည်းအပေးကြပါအောင်ပြီးတော့ဒီတကယ်ချင်းရဲ့ love your day ဆိုင်လေးကိုလည်းလာပြီးတော့အပေးချင်ပါလို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်